ဒီ stick လေးကို unboxing လုပ်ပါမယ်3ရုပ်ရှိတယ်တစ်ရုပ်စီဖွင့်ပဲဒါလေးအရင်ဆုံးပေါက်ကြည့်မယ်ဘာလေးပါမလဲဆိုတော့ဒီမှာ secret ပြန်ပါနိုင်လားအမကလေးချစ်တာဒါလေးဖြစ်နိုင်လားဒီအိတ်ကြီးလေးဝတ်ပေးထားကြည့်လေးဝတ်ပေးထားတာဒီထဲကပေါက်မယ်ဆိုရင်ဘာလေးလိုချင်လဲဆိုတော့ဒီ stick လေးလိုချင်တယ်မဟုတ်ရင်ဒီ hoodie လေးနဲ့ stick လေးလိုချင်တယ်stick ဆိုရင်တော့အားလုံးကြိုက်တာဖြစ်တဲ့အတွက်ဘာပဲပေါက်ပေါက်ပါကဲတူတူဖောက်ကြည့်မယ်ဘာဖြစ်လို့လဲကဲကိုမရှိဘူးနော်ရလိုက်တာအေးဟောက်ထိုးလေးထွက်လာဟေးsecret ပေါ့နော်secret တော့ဘလာဒီထဲမှာမပါဘူးဟေးဒီထဲမှာမပါဘူးဟေးsecret လေးပေါ့တာချလိုက်တာကွယ်ညဝတ်စုံလေးနဲ့ဟဲ့ဘယ်လိုပြောမှန်းတော့မသိတော့ secret လေးပေါက်တာတော့နောက်တစ်ခုထပ်ပေါက်မယ်secret ချစ်စရာလေးချစ်စရာလေးပါလားအုတ်ထုပ်လေးနဲ့official stick Disney ချစ်စရာလေးနော်လာလိုက်တာဥထုပ်လေးချွတ်လို့ရတယ်ဥထုပ်လေးချွတ်လို့ရတယ်ချစ်စရာလေးကွယ်လာလိုက်တာ secret လေးပါဒီရပါsecret လေးပါချစ်စရာလေးနော်လာလိုက်တာ